ဒါပေမဲ့မိုက်ရေးတိပေမဲ့မိုက်နေတဲ့မောင်လေးတွေစကားလေးတစ်ခွန်းလာဟုတ်တယ်မောင်လေးတိနေတယ်ဆိုရင်မောင်လေးရုံထွက်နိုင်တာမောင်လေးစိတ်လိုလိုက်နေလို့ပါမိုက်ပြောချင်တဲ့စကားလေးကတိရနဲ့မိုက်နေတဲ့လူတွေကြီးမားမိုက်နေတဲ့လူတွေရောလောင်ကစားနဲ့ပတ်သက်ရက်တန်းကရက်လိုက်ပါဘူးနော်အချိန်မှာငိုချင်တာတော့မှမျက်ရည်ကျလို့မရတော့နာကျင်ခံစားရတဲ့ဝေဒနာမျိုးခံစားရလိမ့်မယ်တိတ်ခါတရားတွေကြားမှာတိတ်ခါတရားနဲ့ထပ်ပြီးတော့အဖေတယောက်နေရာကသားတယောက်နေရာကမောင်တယောက်နေရာကလင်တယောက်နေရာကရက်တဲ့အခါမှာဟာလာဟင်းနေဗလာကြီးဖြစ်နေရက်နေရတယ်တေးချင်တာတော့တေးလို့မရတဲ့ဘဝမျိုးငိုချင်တာတော့ငိုလို့မရတဲ့ဘဝမျိုးကိုကစကားလေးတစ်ခွန်းပြောလိုက်ရင်တော့လူတိုင်းကယုံကြည်မှုမရှိတဲ့လူမျိုးကြည့်တဲ့အကြည့်မျိုးခံရတဲ့ဒီနေ့လောကရိုင်းကလေးတေးလေးဖြစ်ပြီးပျောက်ကွယ်သွားခြင်းနဲ့စိတ်ဖြစ်သွားလိမ့်မယ်ဘဝဆိုတဲ့လူတွေပေါ့နော်အဲ့ဒီရောင်းခံမှန်းနဲ့ယုံထွက်လိုက်ပါစိတ်လုံးလိုက်ပါနဲ့နော်စိတ်လိုလိုက်တဲ့လူတော်တော်များများရဲ့သူတို့ကပျော်တယ်သိပေမဲ့လည်းမိုက်တော့ပျော်ပါပဲငါသိတယ်လေငါစိုးခြင်းလို့ဆိုတာငါစော့ခြင်းလို့စော့ဒါပေမဲ့သူတို့ရဲ့အိမ်အောင်ဘက်သူတို့ရဲ့သားသမီးသူတို့ရဲ့ညီသူတို့ရဲ့မျိုးဆက်တွေကတမိုင်းမလောက်ကျောင်းထမင်းထုံးရင်ဟင်းမပါဘူးသူများမိုးဝယ်စားရင်ကိုမီးကြည့်ရတယ်မင်္ဂလာဆောင်ဖိတ်လို့မှအဝတ်စားအသစ်မရှိလို့မသွားနိုင်ဘူးကိုမျိုးဆက်မှာအဲ့လိုမျိုးတွေမဖြစ်စီချင်ဘူးဆိုရင်စက်တန်းကရက်လိုက်ပါကလေးနော်ဘဝဆိုတာနှစ်ခါမရတယ်လို့တမိုင်းဆိုတာလည်းခဏခဏရေးခွင့်မရှိဘူးရုံးထွက်လိုက်တမိုင်းစာအုပ်မှာတင်ကြံတဲ့လူဆိုတာအောင်နိုင်တဲ့လူတွေရုံးထွက်နိုင်တဲ့လူစူးစမ်းနိုင်တဲ့လူပန်းနိုင်တစ်ခုရောက်သွားတဲ့လူအဲ့လိုလူတွေပဲတမိုင်းစာအုပ်မှာကြံခဲ့တယ်ဘသူကိုယူမယူကိုယူတယ်ငါရုံးထွက်နိုင်ခဲ့တယ်ငါလုံနိုင်ခဲ့တယ်ဆိုပြီးတော့လေ fighting မှာစိတ်လုံးလိုက်ပါနဲ့ကလေးအမျိုးဆက်မှာမနာငယ်လို့မရှိစရာဆိုတဲ့စိတ်နဲ့ထွက်လာတယ်လွတ်တယ်